Hello မင်္ဂလာပါစวัสดีค่ะမဆွန်ค่ะဒီနေ့ကတော့အရန်ထူဆန်းတဲ့နေရာကိုတောင်းမှဖြစ်ပါတယ်အမနစ်တရားဘက်မှာရှိပါတယ်လက်ကြည့်ကြရအောင်တော့အရန်ပြီးထူဆန်းဆန်းဆက်ပါတယ်မေတို့ကမတီးလို့မြေလမ်းဘက်ကိုတွားလိုက်တာပေါ့နော်ဒီလမ်းမြေစက်ရုံကနေဝင်သွားလိုက်ရပါတယ်ရှုခင်းလေးတွေတိုက်ရပါတယ်ထင်ချူပင်လေးတွေလည်းရှိပါတယ်ကားနဲ့လာမယ်ဆိုရင်ဘီလမ်းမြေစက်ရုံတွေကနေဝင်လို့ရှိရင်လမ်းကောင်းပါတယ်ဒီဘက်ကမြေလမ်းလေးပေါ်မှာဘီလမ်းမြေစက်ရုံကြီးအကြီးရှိပါတယ်အဒီရဲ့နောက်ကျောမှာပေါ့နော်ဘီလမ်းမြေစက်ရုံရဲ့နောက်ကျောမှာလမ်းလေးကတော့မေပဒီပညာကောလိပ်လမ်းတဲ့ကနေနိုင်ရတယ်နော်ပကံဖန်ခွက်စက်ရုံတို့ရှေးစက်ရုံတို့တဲ့ပေါ့နော်အဲ့ဘက်ကနေလာရပါတယ်ဒီမှာရောက်ပါတော့မယ်ဒါလေးကမဟုတ်ဦးလေးပေါ့နော်ဘလူးရုံနဲ့ရုပ်တွေ့ရပါတယ် Let's go ထဲကိုဝင်ကြည့်ကြမယ်နော်။အိုးအရန်ကိုတာရတယ်နော်။တောတောင်တဘောဝရှုခင်းကိုခံစားရပါမယ်။ဖျားဆင်းတုတော်မျိုးစုံကိုတွေ့ရပါမယ်။ရှင်ထဲမှာအေးချမ်းကြည်လင်သွားတယ်ပေါ့နော်။တကယ်ဒီမှာတောတောင်တဘောဝရှုခင်းနဲ့မျိုးစုံပေါ့နော်။ရုပ်ဘွားတော်တွေအများကြီးရှိပါတယ်။ဒီနေရာကလည်းတရောက်ဖူးမှာမဟုတ်နော်ဒီဘက်တော့လည်းကြားတယ်ဒီနေရာကလေလူတွေတဲ့တိတ်မလာဘူးထင်တယ်ပေါ့နော်တိတ်လည်းမတိကြဘူးပေါ့နော်ဒီနေရာကိုရောက်တဲ့လူနည်းမဲ့ထင်တယ်ပေါ့နော်ဒါနဲ့ဘက်ကနေလာခဲ့ရမြန်မာပြည်ကလာတဲ့ဘုံကြီးတွေလည်းဒီမှာကျင်းဝတ်ပြီးမှနေတယ်ပေါ့နော်ကျုပ်ဘွားတော်တွေအများကြီးတည်ထားတယ်ပေါ့နော်အရန်ကိုထူးခြားတယ်ပေါ့နော်ရုပ်ဘွားတော်တွေအများကြီးနဲ့စိတ်ကိုချီလင်းအမှန်စေပါတယ်ပေါ့နော်အမြင့်တက်လို့ရတယ်နော်အပေါ်လည်းယုတ်ကရတောင်နဲ့တွေ့ရပါတယ်ချောကလက်ပေါ့နော်အပေါ်မှာလည်းတက်သွားလို့ရတယ်ပေါ့သူကအမြင့်ကြီးပဲပေါ့နော်အမြင့်ကြီးပဲဒီမဲ့ရုပ်ဘွားတော်တစ်ခုတွေ့ပါပြီဒါလေးတွေကသူတို့ကျင်းဝတ်တဲ့ကျောင်းမှာဘုန်းကြီးတစ်ပါးစီပေါ့ဒီလိုမျိုးရုပ်ဘွားတော်ပေါ့နော်ဘန်ကောက်မှာပဲရှိမယ်လို့ထင်ထားတာအခုဒီမှာမဲဆောက်မှာဖူးမြော်လိုက်ရပါပြီဒီမှာကြပါဦးအရန်ကိုတပ်ပေးပါတယ်ဟိုကတော့တောင်ကြားမှာပဲတည်ထားတာပေါ့နော်ဟောဒီမှာစီကြီးတွေ့ပြီထူပါတော့မယ်ကြောက်စီရတားကလေတပြေးညီတယ်မဟုတ်ဘူးနဲ့ဒီလိုအမြင့်ယူမှရုပ်ဘွားတော်တွေထားတာပေါ့နော်ပြုံးကြောက်အမြင့်ကြီးပဲတပါးတဲ့တင်တုံးတဲ့အကြောင်းမှာတောင်ကြရည်ကိုတုံးပါလေဒီမှာလိုင်းနဲ့မမိဘူးနော်ရေစီကြီးတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီမှာတောင်ချရေကိုတုံးပါတယ်မိုးတွင်းဆိုလို့ရှိရင်ရေကိုပေါ့နော်ဒီလိုမျိုးခံထားတာပေါ့နော်ပြီးနေရာဒီကြိုင်တုံးပါတယ်ဒီမှာရုပ်ဘွားတော်တွေဘုံမင်းကောင်ရုပ်ဘွားတော်တွေရှိရနော်တကယ်တပ်ပုံရိုက်ဆရာကြီးအများကြီးပဲနော်ရှုခင်းနေတယ်အများကြီးပဲလောရိုက်ချင်သူတွေတပ်ပုံရိုက်ချင်သူတွေဒါခေချပါတမျိုးတစ်ဖော်ကြီးဖုံးလို့ရပါတယ်ဗုဒ္ဓဆင်းတုတော်တွေနဲ့တော့အများကြီးပဲနော်တပ်ပယ်ပြီးအရင်ချင်းချင်းတက်ကောင်းပါလိုင်းကူလေးလည်းတွေ့ရတယ်ဆန်းချောင်းလေးပါကဲအပေါ်ကိုတက်ချကြရအောင်အရန်နဲ့မှမြင့်နေတော့အရန်မောမဲ့ခြင်းနဲ့ဒီမှာဆိုင်လေးတွေလည်းမရှိဘူးပေါ့နော်ရေဘူးလေးတွေပါလေးတွေယူလာပေါ့နော်ခက်တက်ရတာပေါ့နော်ဒီမှာအရန်လည်းမြင့်ပါတယ်အပေါ်ကနေလမ်းကြည့်မယ်ဆိုရင်တအားကိုမြင့်နေပေါ့နော်ဒီမှာနောက်လဲချိလိုက်တော့တအားကိုမြင့်နေပါပြီတက်ပါမယ်ရမောနေပါပြီဒီမှာပါညနေမတက်နိုင်တော့ရမောတယ်တအားမြင်တော့ဖျားဖူးမှမလို့ဝေးကနေပဲဖူးလိုက်တော့တတားလည်းချိုးနေတော့လေနော်ကြောက်တယ်ပေါ့နော်ဟ
ဟိုဘက်အပေါ်တော့တက်ပါမယ်ဒီမှာအမြင့်ကြီးပဲနော်အပေါ်ကနေကြည့်ရတဲ့ရှုခင်းလေးတွေပါအမောလည်းပြေပါတယ်ဒီမှာထိတ်ဆုံးကိုရောက်သွားပါပြီဟိုးမဘီလာမြေစက်ရုံလည်းမြင်ရတယ်နော်အများကြီးပဲမတဲပုံပုံထားတာအမြင့်ကြီးပဲနော်ဒီမှာမြို့ခွင့်ရခဲ့ပါတယ်စတောင်းလေးပြပါတယ်ဒီမှာကလေလူလာတဲ့လူတွေတိတ်မရှိဘူးဘောနော်ရောက်ဖို့အောင် သွားခဲ့တာပါ သွားကြည့်ကြပါအရန်ကိုတပ်ပဲပါတယ်အရန်ကိုကြီးညိုဖို့ကောင်းပါတယ် ကျောင်းထဲမှာပဲမနေ့ကထိန်ရှိပါမယ်မနေ့ကလူပိုစီမယ်ပေါ့နော်ဒီမှာထမင်းနေရောကျွေးမယ်ပေါ့နော်ကားနဲ့လည်းလာကြတယ်ပေါ့နော်ဒီနားမှာဘီလာမြေစက်ရုံရှိတယ်ကြီးကြီးပဲအဒီကနေမှကထိန်ခင်းမှာဖြစ်ပါတယ်တော့ကထုံပွဲရှိတော့ကထိန်ထမင်းကျွေးမှာလာရတယ်ပြန်မှာဖြစ်ပါတယ်ဒါလေးကအပြန်လမ်းလေးပါမေပတ်လမ်းရှိမယ်တရားနှစ်တွားတဲ့လမ်းရှိမယ်ပြီးရင်ခွေးကလုတ်တွားတဲ့လမ်းပေါ့နော်ဒါလေးကတာရရပဲနော်ညီကရှိတော့နေ့လေးဖြစ်ပါစေတွားရောက်ဖူးမြော်နိုင်ကြပါစေဘိုင်ဘိုင်